Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဂျော်ကာဝမ်ဆိုပဲဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်ကဒီဘာသာတရားလာပြောရဲပေါ့နော် Jerry Colony ဆိုတဲ့ဒီပေါ့နော်အတုံးတစ်ခုကို review ပေးမှဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီအတုံးဟာဆိုလို့ရှိရင်ကျွန်တော်ဒီမှာပေါ့နော် Spider ဆော့တဲ့လူတွေအတွက်ပြီးရင်ကျွန်တော်ဒီပေါ့နော်ကင်းတန်းဆော့ချင်တဲ့လူတွေအတွက်လုံးဝကွက်တီပါပေါ့နော်ဘာလို့ဆိုတော့ဒီထဲမှာနိုင်ငံတွေထူထောင်ပြီးတော့မှကျွန်တော်ဒီတိုင်းပြည်ထူထောင်ပြီးတော့မှကျွန်တော်ဒီပေါ့နော်အဲ့လိုဆော့တဲ့ပုံစံပေါ့နော် Spider ဆော့တဲ့ပုံစံ Okay အဲ့လိုကျွန်တော်ရဲ့ video ကြိုက်တယ်ဆိုလို့ရှိရင် like subscribe လုပ်မမိခဲ့ပါနဲ့ဒီအဲ့လိုရေးဆိုရင် channel ဆော့ရဲ့ video ကိုစားလိုက်အောင်ဗျโอเคကျွန်တော်ကင်းနန်းတစ်ခုတည်ထောင်ဖို့ဆိုရင်ပေါ့နော်ကျွန်တော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီကင်းနန်းမှာထောင်ဖို့ကျွန်တော်အလံလေးလိုရပါတော့အလံလိုမဲ့ပြီးကျွန်တော်နောက်မှာထားထားတယ်ပေါ့နော်ဒါလေးအများကြီးလိုရပါတော့ဒါလေးရှိမှကျွန်တော်ဒီနိုင်ငံတည်ထောင်ရမယ်ပြီးကျွန်တော်ဒီbase တွေဘာတွေကိုပေါ့နော်နိုင်ငံမှာရှိတဲ့ဟိုအိမ်တွေဘာတွေဆောက်လို့ရမယ်ပြီးကျွန်တော်ဒီအလုပ်သမားတွေဘာတွေထည့်လို့ရမယ်ပေါ့နော်ပြီးကျွန်တော်လေသမားတွေဘာတွေထည့်လို့ရမယ်အဲ့လိုမျိုး funding ဘာတွေလုပ်လို့ရမယ်ပေါ့နော်โอเคပထမဆုံးကျွန်တော်ဒီအလံထောင်ဖို့ဆိုရင်ကျွန်တော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီပေါ့နော်တိုင်ထောင်ဖို့အတွက်တစ်ခုလိုရပါတော့ကျွန်တော်ဒီမှာโอเคကျွန်တော်တောက်ယူလိုက်မယ်ပေါ့နော်ရေးသွားပြီးကျွန်တော်ဒီဖြောင်းလေးတောက်ရမှာနော်ကျွန်တော်ဖြောင်းလေးယူမယ်โอเคဒီအတွင်းထဲမှာအားသာချက်ကဘာလဲဆိုတော့ကျွန်တော်ဒီရှီးမြနိုင်ငံကအလံတွေကိုကျွန်တော်ဒီထဲမှာပါတယ်ကျွန်တော်ဒီမြန်မာနိုင်ငံအလံလည်းပါတယ်ဗျโอเคကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော်ဒီကိုကြိုက်တဲ့အမြင့်ထောင်လိုက်ပါတော့ဒါလေးကျွန်တော်ကိုကြိုက်တဲ့အမြင့်ထောင်လိုက်မယ်ဒီဒါအလံထားဖို့ပေါ့နော်ပြီးရတယ်ကျွန်တော်ဒီမှာနော်ကျွန်တော်ဒီ item လေးပေါ့နော်ဒီနောက်ဆုံးမှကျွန်တော်ယူထားတဲ့ဒီ item လေးလိုရပေါ့နော်ကျွန်တော်ဒီဟာလေးလိုတယ်ဒီဟာကျွန်တော်အလံထောင်တဲ့ဟာပေါ့နော်ဒါကိုကျွန်တော်ကင်ထားမယ်ကင်ပြီးကျွန်တော်ဒီမှာဒီကိုထားခြင်းနေရာမှာကြည့်ထားပါတော့ကျွန်တော်ချိပါများလေးကြည့်ထားလိုက်ဒီမှာပေါ့နော်ကျွန်တော်ဒီတိုင်မှာကျွန်တော်အလံထောင်မယ်ဆိုဒီမှာကြည့်ထားမယ်ပြီးကျွန်တော်နှိပ်လိုက်မယ်ပေါ့နော်နှိပ်ပြီးဒါကကျွန်တော်ဒီနိုင်ငံကိုလိုနီရဲ့နာမည်ပေါက်နာမည်ယူလို့ရမှာပေါ့နော်โอเคကျွန်တော်ဒီခလုတ်ပင်းလိုက်တာနဲ့ကျွန်တော်ဘာလုပ်လဲဆိုတော့ကျွန်တော်နိုင်ငံမှာဒီမိုကရေစီပေးရပါတော့ဒီမိုကရေစီပေးရင်ကျွန်တော်ဒီပရိယာစီကနေကျွန်တော်ရွာသားလေးဆယ်ကျွန်တော်ဒီပတ်စံနေပါကောက်လို့မရတယ်ပေါ့နော်အဲ့လိုရှိရပါတော့ကျွန်တော်ဒီမိုကရေစီမပေးတော့ဘူးပေါ့နော်ကျွန်တော်ဒီမှာအားလေးမဖွင့်တော့ဘူးပေါ့နော်ဒီပြည့်ကျွန်တော်နာမည်ရေးပြီးရတယ်ကျွန်တော်ဒီမှာဒီမိုကရေစီမပေးဘူးဆိုရင်ဒါလေးမနှိပ်တော့ဘူးပေါ့နော်โอเคအဲ့ဒါကျွန်တော်ဒီအောက်ကဟာလေးနှိပ်လိုက်မယ်โอเคနှိပ်ပြီးရတယ်ကျွန်တော်ဒီမှာပေါ့နော်ဒီမှာကြိုက်တာယူလို့ရတယ်ကာလာပေါ့နော် classic color ဘာညာအကုန်ယူလို့ရအောင်ကျွန်တော်ဒီမှာကျွန်တော်နိုင်ငံအလံတွေရှိတာဒီမှာပေါ့နော်ဒီဒုတိယတစ်ခုတွေမှာပေါ့နော်ဒီမှာသွားလိုက်မယ်ဒီမှာဆိုဒီမှာရှီးမြအလံတွေရှိရပေါ့နော်ကျွန်တော်ဘရာဇီးတို့ဘာညာတို့ China အလံတွေရောရှိတယ်ဒီမှာတခြားသောနိုင်ငံပြကျွန်တော်ဒီအပြင်မှာရှီးမြနိုင်ငံအကုန်လုံးရှိရပြီးဂျပန်တွေရောရှိရပေါ့နော်ဒီထဲမှာပြီးကျွန်တော်ဒီမှာမြန်မာရှိရပေါ့မကြီးကျွန်တော်မြန်မာအလံရှိရကျွန်တော်တိုင်းနေတယ်ဒါဆိုရင်ကျွန်တော်ဒီမြန်မာနိုင်ငံအလံကိုကျွန်တော်တည်ထောင်လိုက်ပြီပေါ့နော်ဒါဆိုကျွန်တော်ဒီမြန်မာနိုင်ငံကင်းတန်းပေါ့နော်မြန်မာကင်းတန်းတည်ထောင်လိုက်ပြီပေါ့နော်โอเคအဲ့ဒါဆိုကျွန်တော်ဒီပထမဆုံးကျွန်တော်ဒီကျွန်တော်ဒီကင်းတန်းဘယ်လိုတည်ထောင်မလဲဆိုတာကျွန်တော် colony တစ်ခုဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်သိပါပြီပေါ့နော်ခေအဲ့ဒါကျွန်တော်ဒီမှာအလံလေးနည်းနည်းပြန်ပြင်လို့ရမယ်ပေါ့နော်ကျွန်တော်ဒီမှာဒါဆိုကျွန်တော်အလံနဲ့ဒီမှာလွင့်နေပေါ့နော်ဒီဒါလေးကျွန်တော်ဒီမှာနည်းနည်းလေးချိလို့ကောင်းအောင်ပြန်ပြင်လိုက်ပေါ့နော်ဒါဆိုကျွန်တော်ဒီမြန်မာနိုင်ငံအလံပေါ့နော်ကျွန်တော်မြန်မာနိုင်ငံအလံဖြစ်သွားပြီโอเคဒီမှာကျွန်တော်ဒီမှာနည်းနည်းလေးနည်းနည်းလေးပေါ့နော်ကျွန်တော်လှအောင်ပူပြီးတောက်အောင်နည်းနည်းလေးမလုပ်လိုက်မယ်ပေါ့နော်နည်းနည်းပြင်လိုက်မယ်โอเคဟုတ်ဒါနည်းနည်းမှားပါပြီပေါ့နော်ဒီမျိုးပေါ့နော်โอเคပြီးရကျွန်တော်ဒီပေါ့နော်ကျွန်တော်ဒီကင်းတန်းတစ်ခုတီထောင်ပြီးသွားပြီဆိုရင်ကျွန်တော်အလံတွေပါယူရရပေါ့နော်ကျွန်တော်ယူပြီးသွားပြီဆိုကျွန်တော်ဒီဒါဆိုနိုင်ငံတစ်ခုရသွားပြီပေါ့နော်โอเคကျွန်တော်နိုင်ငံအလံတစ်ခုရသွားပြီဆိုတော့ကျွန်တော်နိုင်ငံတစ်ခုဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုရင်ကျွန်တော်ဒီတော့ဒီ item တွေကျွန်တော် clear လုပ်ရမယ်ပေါ့နော်โอเคကျွန်တော် item တွေ clear လုပ်ပြီးရတယ်ကျွန်တော်ဒီဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ပြပြမယ်ပေါ့နော်ဒါဆိုကျွန်တော်နိုင်ငံတစ်ခုတီထောင်လိုက်ပြီဖြစ်နိုင်ငံတစ်ခုတီထောင်ပြီးပြီဆိုဒီမှာစာအုပ်ပါတယ်ဒီစပွဲပေါ့နော်ဒီစပွဲကကျွန်တော်ဘာလုပ်လဲဆိုတော့ကျွန်တော်ဒီမှာဒီအောက်ဆုံးဟာလာသွားပါတော့ဒီအောက်ဆုံးဟာသွားပြီးရင်ကျွန်တော် okay ဒီမှာ invite ဆိုတာရှိရပါတော့ဒီ invite ကဘာလဲဆိုတော့ကျွန်တော်ဒီနိုင်ငံသားတွေဖိတ်ခေါ်တဲ့ဟာပါနော် okay ဒါဆိုကျွန်တော် ML 10ခုရှိရတယ်ကျွန်တော်နိုင်ငံသားတွေကိုကျွန်တော်ဖိတ်ခေါ်လို့ရတယ်ပြီးကျွန်တော်တခြားတော့ဒီမှာပြန်ပြီးတော့မှ recall လုပ်ရပါတော့ကျွန်တော် citizen တွေကိုပြန်ပြီးတော့ recall လုပ်လို့ရမယ်ကျွန်တော် view multiplayer view ပေါ့နော်ဒါကျွန်တော်ဒီ okay ဒီမှာကျွန်တော်တခြားတော့ chat လက်တွေမှာကြည့်လို့ရပါတော့ဒါကျွန်တော်မကြည့်တော့ဘူး okay အဲ့ဒါကျွန်တော်ဒီကျွန်တော်ဒီနိုင်ငံသားတွေဘယ်လိုခေါ်မဲပေါ့နော် citizen ဘယ်လိုခေါ်မဲဆိုရင်ကျွန်တော်ဒီရေတော့ကျွန်တော် ML ရှိဖို့လိုရပါတော့နိုင်ငံသားတစ်ယောက်ကိုကျွန်တော်ဒီ ML 10သုံးနဲ့လေးရမယ်ပေါ့နော်ဒီဒါလေးကတော့ကျွန်တော် Spider မှာလုပ်လို့ရတယ် Spider မှာကျွန်တော် Kingdom တစ်ခုတည်ထောင်ရရပါတော့အဲ့လိုမှမဟုတ်ကျွန်တော်နိုင်ငံသားတွေကိုကျွန်တော်ဒီဘယ်လိုမျိုးလဲဒီလိုမျိုး MLS မခေါ်ဘူးဆိုရင်ကျွန်တော်ဒီနိုင်ငံသားတွေပေါ့နော်ဥမာကျွန်တော်ဒီတခြားနိုင်ငံလူတွေရောက်လာရင်ဒီဥမာသွားနေလျှောက်သွားနေတဲ့ NPC mod တွေတွေ့ရင်သူတို့ကိုနှိပ်ပြီးတော့မှကျွန်တော် invite လုပ်ရတာပေါ့နော်ဒါကကျွန်တော်မလုပ်ပြတော့ဘူးကျွန်တော်ဒီမှာကျွန်တော် MLS နဲ့ကျွန်တော်ခေါ်ပြမယ်ပေါ့နော် okay ကျွန်တော်နိုင်ငံသားတွေခေါ်မယ်ဆိုကျွန်တော် MLS သုံးလို့ရပါတော့ဒါဆိုကျွန်တော်ဒီ MLS တွေအများကြီးတိုင်းမယ် okay ကျွန်တော် MLS တွေအများကြီးရပြီဆိုရင်ကျွန်တော်ဒီနိုင်ငံသားတွေခေါ်မယ်ပေါ့နော်ဒီမှာဒီထဲမှာသွားပြီးတော့မှမှာ invite selection ရှိရပေါ့နော်ဒီထဲမှာသွားပြီးset တော့ပေးပြီးတော့မှကျွန်တော်ဒီမှာပေါ့နော်ကျွန်တော်ပေးချင်နာမည်ပေးလို့ရတယ်ကျွန်တော်ဒီနိုင်ငံသားတွေရဲ့နာမည်ပေါ့နော်ကျွန်တော်ကြိုက်တဲ့မမောင်ဖြစ်ဘာဖြစ်ပေါ့နော်ဒီပေးလို့ရတယ်ဒါမှမပေးဘဲနေရင်တို့ random နာမည်ပေးရပေါ့နော်ပြီးဒီမှာကျွန်တော်တို့ဒီပေါ့နော် female လုံးမလား male လုံးမလားဆိုကျွန်တော်ဒီယောက်ျားလေးလုံးမလား main case လုံးမလားဆိုဒီမှာယူလို့ရတယ်ပေါ့ဒါတော့ random လုပ်လို့ရတယ်ဒါကကျွန်တော်ဒီယောက်ျားလေးထုတ်မလား main case ခေါ်မလားယောက်ျားလေးခေါ်မလားယူလို့ရတယ်နော်ကျွန်တော်ဒီမှာယောက်ျားလေးယူလိုက်မယ်ဒီမှာ random ပေါ့ဒါ skin ပေါ့နော်ဒါလည်းကျွန်တော်ထား random ပဲထားမယ် okay အဲ့တော့ကျွန်တော်ဒီမှာဒါလေးနေပေါ့နော် confirm နေပြရမယ်ဒါလေးဖွင့်ပြီးမှကျွန်တော်ခေါ်မလားပေါ့နော်ခေါ်မယ်ဆိုဒါလေးနေမယ်ဖွင့်ပြီးတော့မှကျွန်တော်ဒါလေးနေတယ်ပေါ့နော် okay ဒါဆိုကျွန်တော်ဒီနိုင်ငံသားတယောက်ရောက်လာပြီပေါ့နော်ဒီမှာကျွန်တော်နိုင်ငံသားတယောက်ရောက်လာပြီ okay ဒါဆိုသူ့ကိုကျွန်တော်နှိပ်လိုက်ပေါ့နော်
နေပြီးတော့သူ့မိုင်းရင်းလုံးမလားပေါ့နော်တခြားအများသမားလုံးမလား breeding လုံးမလားပေါ့နော်တခြားတော့စာစက်ပစ္စည်းလုံးမလားကျွန်တော်ဘုံ family တွေဘာတွေလုံးမလားဆိုတာရှိရပေါ့နော် fish man တို့ဘာတွေညာပေါ့နော်ကျွန်တော်ဒီကျွန်တော်ကင်းထဲမှာစောက်တဲ့အစောက်တတားရေးလည်းလုပ်လို့ရပါပေါ့နော် okay အဲ့တော့ကျွန်တော်ဒီမှာသူ့ကိုကျွန်တော် breeding ဆိုပြီးပြောင်းလိုက်မှာပေါ့နော် okay ကျွန်တော်သူ့ကိုအိမ်ဆောက်ခိုင်းတဲ့လေလုပ်ပြီးရတယ်သူ့ကိုကျွန်တော်ပေါ့နော် clean လို့ရပါပေါ့နော်သူ့စီကနေကျွန်တော်ပစ္စည်းရတယ်ပေါ့နော်သူကနေကျွန်တော်ပစ္စည်းယူရှာပေးရဲပြီးကျွန်တော်သူ့အိမ်ဆောက်ခိုင်းလို့ရပါပေါ့နော် breeding လုပ်တဲ့လူဆိုတော့ okay အဲ့တော့ကျွန်တော်နိုင်ငံမှာပေါ့နော်ကျွန်တော်ကင်းထဲမှာကျွန်တော်နိုင်ငံသားတယောက်နိုင်ငံသားနေခေါ်ဖို့နေတန်းကျွန်တော်သိသွားပြီပေါ့နော် okay အဲ့တော့ဒုတိယတစ်ခုပေါ့နော်ဒီကဘာလုပ်တဲ့ဟာလဲဆိုတော့ okay ဒီစပွဲကကျွန်တော်ဘာလုပ်တဲ့စပွဲဆိုတော့ကျွန်တော်ဒီနိုင်ငံမှာကျွန်တော်နိုင်ငံမှာကျွန်တော်ကင်းထဲမှာကျွန်တော်အခွန်ကောက်တဲ့စပွဲပေါ့နော် okay ဒါအခွန်ကောက်ဖို့လုပ်မယ်ဆိုကျွန်တော်ဒါလေးချက်နေလိုက်မယ်နှိပ်ပြီးဒီမှာကျွန်တော်ဒီကြိုက်တဲ့ဒါ emerald ဆိုပြီးရေးတာပေါ့နော်ဒီမှာ emerald ဒီမှာဆိုအမောင့်ရှိရပါတော့ကျွန်တော်အမောင့်ဘယ်လောက်တောင်းမယ်ပေါ့နော်ကျွန်တော်နိုင်ငံသားစီကျွန်တော်အခွန်ဘယ်လောက်တောင်းမယ်ဆိုကျွန်တော်ယူလို့ရတယ်ဒီမှာကျွန်တော်ဒီမှာ1ပဲထားလိုက်မယ်ပေါ့နော်ဒီမှာ okay ပြီးဒီမှာကျွန်တော်ဒီလာနေတက်မဲ့လို့ရပါတော့ဒါကျွန်တော်မလုပ်တော့ဘူးဒါဆိုဥယျာဉ်ပေါ့နော် okay အဲ့တော့ကျွန်တော်ပြီးဒါနေလေပေါ့နော်ဒါဆိုကျွန်တော်ဒီဒါဆိုကျွန်တော်ဒီအခွန်ကောက်တာရပါပြီပေါ့နော်ဒီမှာပြီးရင်ကျွန်တော်အခွန်ကောက်တဲ့နေ့ကျရင်ဒီမှာလာပြီး coin ကလင်းလို့ရပါတော့ဒါနေ့ဆိုကျွန်တော်ကလင်းလို့ရရပါတော့ဒါဆို emerald ကောက်ထိုင်ကျွန်တော်ဒီကျွန်တော်နိုင်ငံသားတွေကျွန်တော်အခွန်ပေးရမှာပေါ့နော်ဒီမှာဥပမာကျွန်တော်တလားနေကျွန်တော်ဒီ emerald 6 1 step ပေးရမယ်ဆိုရင်သူတလားနေကျွန်တော် emerald 1 step ရပါတော့ဟိုတောင်းလို့ရတယ်okay အဲ့တော့ကျွန်တော်ဒီမှာဒါအခွန်ကောက်တဲ့ဟာတည်သွားပြီဆိုရင်ကျွန်တော်နောက်တစ်ခုဒီမှာပေါ့နော်ဒါဘာလုပ်တဲ့ဟာလဲဆိုတော့ကျွန်တော်ဒီမှာကျွန်တော်ဘေးနေပေါ့နော်ကျွန်တော်ဒီမှာဘာလဲဆိုကျွန်တော်ဒီနိုင်ငံမှာကျွန်တော်အိမ်နေပိုင်းစောက်တဲ့ဟာပေါ့နန်းတော်တွေပိုင်းစောက်လို့ရတယ်ဒါတော့ desert မှာပေါ့နော်တဲနဲ့ပတ်သက်တဲ့ပေါ့နော် base တွေအများကြီးရှိရပေါ့နော်ဒါကြီးကျွန်တော်မတာဝိုင်းပါညာရှိရဒါကြီးချိန်တဲ့ဟာစောက်ရတယ်တော့ level 3 point မှာကျွန်တော်ဒီဟာစောက်လို့ရမယ်လို့ပြထားတယ်ပေါ့နော် okay အဲ့တော့ကျွန်တော်ဒီပထမတစ်ခုသွားကြည့်မယ်ပေါ့နော်နောက်တစ်ခုမှာဒီမှာ tower house ဆိုရှိရနော် tower house ဆိုရှိရ power home ဆိုရှိရပေါ့ဒါလေးကိုကျွန်တော်နှိပ်လိုက်မယ်ဟို ion 20နဲ့ကျွန်တော်ယူရမယ်ပေါ့နော် okay အဲ့တော့ကျွန်တော် ion 20သွားယူလိုက်မယ် okay ကျွန်တော် ion ရပါပြီဆိုတာနဲ့ကျွန်တော်ဒီမှာပြန်သွားမယ်ပေါ့နော်သွားပြီးကျွန်တော်စောက်မဲ့ဟာလေးကိုကျွန်တော်ချက်နှိပ်လိုက်မယ် okay ရပြီဆိုရင်ကျွန်တော်ဒီမှာပေါ့နော်ဒီစာရွက်လေးရလာပြီပေါ့နော်ဒီစာရွက်ရပါလဲဆိုကျွန်တော်ဒီtower စောက်တဲ့ဟာပေါ့နော်ကျွန်တော်ဒီဒါကျွန်တော်ရွေးတဲ့ face ပေါ့နော်ကျွန်တော် family တွေဘာညာရွေးလို့ရတယ်ကျွန်တော်ကင်းထဲမှာဘာစောက်မလဲပေါ့နော် land နေရာစာကျွန်တော်စောက်လို့ရတယ်ပေါ့နော် okay အဲ့ဆိုကျွန်တော်ဒီပထမဆုံးဒီဟာလေးစောက်ကြည့်မယ်ဒီမှာလေးလုပ်ကြည့်မယ်ပေါ့နော် okay ဒါလေးကျွန်တော်တစ်ချက်ချလိုက်မယ်ပေါ့နော်ချပြရတယ်မှာကြီးကျွန်တော်အိမ်ကြီးပေါ်လာရပေါ့နော်မှာကြီးဒါဆိုကျွန်တော်ဒီမှာကျွန်တော်နိုင်ငံမှာဆောက်လို့ရအိမ်လေးပေါ့နော်ဒီမှာဆိုကျွန်တော်ဒီမှာ map လေးနှိပ်လိုက်ပေါ့နော်နှိပ်ပြရတယ်ကျွန်တော်ပုံစံချင်းကြိုက်တဲ့ပုံစံချင်းကိုရွှေ့လို့ရအောင်ဒီမှာရှေ့တုံးလားနောက်ဆုံးလားဆိုကျွန်တော်ယူလို့ရတယ်အဲဒီမှာနော်ဒါလေးနည်းနည်းတော့ကြာရပါမှာကြီးရှေ့တုံးလားနောက်ဆုံးလားဒါယူလို့ရပါတော့ဒါမှမဟုတ်ဘူးဆိုရင်ကျွန်တော်လဲလို့လည်းရအောင်နော်ကျွန်တော်အိမ်ကိုဒီမှာဘယ်လိုလဲမယ်ဒီမှာဒီလိုလဲမယ်ပေါ့နော်လဲပြီးကျွန်တော်ဒီစောက်မယ်ဆိုရင်အမှန်ချစ်လေးနှိပ်လိုက်ပေါ့နော် confirm ဆိုပြီးရှိရဲဒါလေးကျွန်တော်နှိပ်လိုက်မယ်okay ဘာလို့ကျွန်တော် confirm လုပ်လို့မရလဲဆိုတော့ကျွန်တော်ဒီမှာကျွန်တော်နိုင်ငံမှာပေါ့ကျွန်တော်ဒီအိမ်ဆောက်တဲ့လူ2ယောက်မရှိတော့ပါတော့ဘင်းရင်းလုပ်တဲ့လူ2ယောက်မရှိလို့အဲ့ကြောင့်ကျွန်တော်ဒီအိမ်ဆောက်လို့မရဘူးပေါ့နော်ဒီအဲ့တော့ကျွန်တော်နိုင်ငံသားနောက်တစ်ယောက်ထပ်ခေါ်ရမယ်ပေါ့နော်ဒီမှာပြန်လာမယ်လာပြီးကျွန်တော်ဒီမှာစီစဉ်သွားဒီကသွားမယ်ပေါ့နော်စီစဉ် invite ဆိုတာရှိရပေါ့နော်ဒီမှာအထက်မှာသွားပြီးကျွန်တော်နှိပ်လိုက်ပေါ့နော်ကျွန်တော် emerald 10တုံးနဲ့ invite ရမယ်ပြီးနာမည်ကိုကိုချိုက်နာမည်ပေးလို့ရပါတော့ okay ဒီမှာကိုချိုက်နာမည်ကိုပေးလို့ရကျွန်တော်မပေးတော့ဘူးပေါ့နော်ကျွန်တော် brand ထားလိုက်မယ် okay ပြီးကျွန်တော်ဒီယောက်ျားလေးပဲထပ်ခေါ်မယ်ပြီး random skin ပေါ့နော်ဒါ skin နဲ့မျိုးစုံရှိရပါတော့ကိုချိုက် skin ကိုခေါ်လို့ရတယ်ကျွန်တော်ဒါလည်း skin နဲ့ကျွန်တော် random ပဲထားလိုက်မယ်ပေါ့နော်random ထားလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာconfirm လေးဖွင့်ပေးရမယ်ပေါ့နော်ဒါလည်းဖွင့်ပေးမယ်ပြီးဒါနှိပ်လိုက်မယ်ပေါ့နော်ဒါတော့ကျွန်တော်ဒီနိုင်ငံသားနောက်တစ်ယောက်ထပ်ခေါ်လာပြီပေါ့နော်ဒါ random skin နဲ့ပေါ့နော် okay အဲ့တော့ဟိုမှာကျွန်တော်ပထမဆုံးခေါ်ခဲ့တဲ့ယောက်သားတစ်ယောက်ပေါ့နော်ကျွန်တော်နိုင်ငံသားတစ်ယောက်ပြီးဒီမှာကျွန်တော်ရဲ့ဒီမှာနောက်တစ်ယောက်ကျွန်တော်ဒီ beijing ဆိုပြီးထပ်ပေးလိုက်မယ်ပေါ့နော် okay beijing ဆိုထပ်ပေးလိုက်တာနဲ့ကျွန်တော်ဒီမှာ level 1ဆိုပြသွားပြီပေါ့နော် HP တိုးရယ်ပေါ့နော်ကျွန်တော်နိုင်ငံသား HP တိုးရယ်အခုပြီးရင်ကျွန်တော်နိုင်ငံသား2ယောက်ရပါပြီပေါ့နော်ပြီးရင်ကျွန်တော်2ယောက်လုံးအိမ်ဆောက်တဲ့လူပေါ့နော် beijing ဆိုပြီးကျွန်တော်ရွေးထားတယ်ပြီးရင်သူ့မှာလည်း clean လို့ရအောင်နော်သူက PC ဘာလုပ်ပေးဆိုတော့သူကဒီမှာရှုံ့လေးထုတ်ပေးရမှာနော် okay အဲ့တော့ကျွန်တော်ဒီမှာဆွမ်းနာအိမ်လေးပြန်ဆောက်ကြည့်မယ်ပေါ့နော်ဒါဆိုကျွန်တော်ဒီအိမ်ဆောက်လူ2ယောက်ရပါပြီဒီဒါလေးမှာပြန်ချမယ်ချပြရတယ်ကျွန်တော်ဒီအိမ်လေးကိုမှမြင်ရအောင်ပေါ့နော်ဒါဆိုကျွန်တော်လှည့်ကြည့်မယ်ဘေးဒါမရသေးဘူးဒါအားဒါဆိုဒီပိုက်သွားရပါတော့ကျွန်တော်ဒီမှာအနေထားဟောညာမိုက်သွားပြီဒီပြီးကျွန်တော်အမှန်ချစ်လေးကျွန်တော်နှိပ်လိုက်မယ်ပေါ့နော် okay ဒါတော့ကျွန်တော်အိမ်လေးရသွားပြီပေါ့နော်အိမ်လေးဆောက်ကခဏလေးတော့တော်တော်မိုက်ရ animation ပေါ်လာပြီပေါ့နော်ပြီးကျွန်တော်တကားလေးတွေကနည်းနည်းလေးတော့ပြုတ်ကျသွားတဲ့ပုံစံရှိရနော်အဲ့ဒါနဲ့တက်သွားတဲ့ပုံစံပေါ့ဒါပေမဲ့မိုက်တယ်ပေါ့နော်ဒီမှာကျွန်တော်ဒီအိမ်လေးပိုင်းတခြားဆောက်သွားရပေါ့နော် animation လေးပါတယ်ဒီမှာ chest လေးလည်းရှိရပေါ့နော်ဒါတော့ကျွန်တော်ဒီနိုင်ငံမှာအိမ်လေးရသွားပြီပေါ့နော်အဲ့လိုမျိုးပဲကျွန်တော်အိမ်လေးအများကြီးဆောက်လို့ရရပါတော့တော်တော်လေးမိုက်တယ်ကျွန်တော်ဘာလို့ဆိုတော့ဒီ ion 10ပဲကုန်တယ်ပေါ့နော် ion 10လား20လားပဲကုန်တယ်ပေါ့နော်ဒီအဲ့ဆိုပြီးကျွန်တော်အိမ်ဆောက်တဲ့နေလေးကျွန်တော်သိပါပြီပေါ့နော်ဒီမှာဒီထဲမှာတော့ကျွန်တော်ဒီကျွန်တော်နိုင်ငံမှာအိမ်အများကြီးစောင့်ရင်လည်း level တက်တယ်ပြီးရင်ကျွန်တော်နိုင်ငံသားနေခေါ်ရင်လည်း level တက်တယ်ပေါ့နော်ဒါဆိုကျွန်တော် level 2ပေါ့နော်ကျွန်တော်အိမ်စောင့်တာ level 2ရှိရယ် okay ပြီးရကျွန်တော်နောက်တစ်အိမ်ထပ်ဆောက်ကြည့်မယ်ပေါ့နော်ဒီမှာလာထားမယ်ထားပြီးရတယ်ကျွန်တော်ဒီမှာပေါ့နော် okay ဒီဘက်ရောက်နေဒါကျွန်တော်လှည့်လို့လည်းရပါပဲနော် okay ကျွန်တော်ဒီမှာလှည့်ပြီးရတယ်ကျွန်တော်ဒီမှာပေါ့နည်းနည်းလေးတိုးလို့ရပါတော့ဒီဘက်ဟိုအရှင်းနောက်နည်းနည်းတိုးလို့ရတယ်ကျွန်တော်ဒီဘက်နဲ့ထပ်တိုးလာမယ်ပေါ့နော် okay ဒါဆိုကျွန်တော်အိမ်စောင့်နေရကျွန်တော်တွေ့ရပါတော့တော်တော်မိုက်တယ်ပေါ့နော်လှုပ်သွားနေရပါလို့ဒီဘက်ရောက်သွားရပေါ့ okay ကျွန်တော်ဒုတိယအိမ်ပြီးရတယ်ကျွန်တော် level HB တွေရပါပေါ့နော်အိမ်ဆောင်းလိုက်လို့ HB ရတယ်ဒီမှာပေါ့နော်ဒါဆိုကျွန်တော်ဒီမှာဒါဆိုခြားတော့ base ပေါ့နော်ပြီးကျွန်တော်မြန်မာနိုင်ငံလန်လေးရှိရပါဒီမှာပေါ့နော် okay ကျွန်တော်ဒါဆိုကျွန်တော်တို့ရဲ့ကင်းနန်းကတော်တော်လေးကိုမိုက်နေပေါ့နော်အိမ်နေပါလေခဏလေးဒီမှာဖြစ်ပြသွားပြီပေါ့နော်
okay အဲ့တော့ကျွန်တော်ဒီပြီးရနေကျွန်တော်ဒီအိမ်ဆောက်ရထားတဲ့ကျွန်တော်တည်သွားပြီကျွန်တော်ဒီတောင်းတစ်ခုပါနော်ဒီကဘာလုပ်တဲ့ဥစ္စာလဲဆိုတော့ဒါကကျွန်တော်ဒီကိုယ်နိုင်ငံသားမှာရှိတဲ့ဒါမှမဟုတ်ကိုယ်လုပ်သမားတွေကိုကျွေးတဲ့ဟိုအစားအကျွေးတဲ့ဟာပေါ့နော်ဒီဟာဘို့လုပ်လဲဆိုကျွန်တော်ဒါနဲ့နှိပ်လိုက်မယ်နှိပ်ပြီးရနေဒီမှာနော်ဒီဥစ္စာလေးကိုနှိပ်လိုက်မယ်နော်ဒါဆိုကျွန်တော်ဒီကျွန်တော်မှာ food တွေမရှိဘူးပေါ့နော် food ရှိမှကျွန်တော်နှိပ်လို့ရထည့်လို့ရမှာပေါ့နော် okay ကျွန်တော်နိုင်ငံသားတွေကိုစာကျွေးဖို့ဆိုကျွန်တော်ပါမုတ်ဖြစ်ပါဖြစ်ကိတ်မှုလည်းရရပါတော့ဒါလည်းရတယ်ဒီကိတ်မှုလည်းရရပါတော့ကျွန်တော်ဒီပြီးရင်ကျွန်တော်နိုင်ငံသားတွေစာကျွေးဖို့ကျွန်တော်ဒီပါမုတ်တွေယူပြီးသွားပြီဆိုရင်ကျွန်တော်နှိပ်လိုက်ပါတော့ပြန်နှိပ်လိုက်မယ်ပြီးဒီမှာပေါ့နော်ဒါလေးချက်နှိပ်လိုက်မယ်ပေါ့နော် okay ပြီးဒီမှာနှိပ်လိုက်ပြီဆိုရင်ဒီမှာပေါ့နော်ကျွန်တော်ဒီပါမုတ်ထည့်ရင် point ဘယ်နှခုရရဆိုပြရပါတော့ဒီမှာ point တွေအများကြီးရှိရဲဒါမှမဟုတ်ကျွန်တော်ဒါလည်းမကြည့်ရတဲ့ဒီမှာပေါ့နော်အကုန်ထည့်မယ်ဆိုရပါတော့ကျွန်တော်အကုန်လုံးထည့်လိုက်မယ် okay ဒါဆိုကျွန်တော်ဒီအကုန်လုံးထည့်လိုက်ပါတော့ဒါဆိုကျွန်တော်ဒီနိုင်ငံသားတွေကိုကျွေးလို့ရတယ်ကျွန်တော်စားကျွေးရရပြီပေါ့နော် okay ဒါဆိုကျွန်တော်ခင်းထဲမှာရှိနေမြလို့ဒီမှာကျွေးလို့ရပြီပေါ့နော်စားထည့်လာပြီပေါ့နော်ဒါဆိုကျွန်တော်ဒီကြောလို့ဒီမှာတွေဘိုက်ဆိုင်မသိတော့ပေါ့နော် okay အဲ့လိုပြီးရင်ကျွန်တော်နောက်တစ်ခုပေါ့နော်ဒါကကျွန်တော်ဒီမေးပေါက်ပေါ့နော်ကျွန်တော်ဒီဘယ်လိုလဲဆိုတော့ကျွန်တော်ဒီကျွန်တော်ဒီတယောက်နိုင်ငံတစ်ခုစာပို့လို့လည်းရတယ်ပေါ့နော်ဒီမျိုးစစ်ကြညာလို့လည်းရတယ်ဒီဒါကကျွန်တော်ဘောမှာကျွန်တော်တယောက်ပဲရှိတော့ကျွန်တော်ဘယ်သူမှပို့လို့မရဘူးပေါ့နော်ဥပမာကျွန်တော်တငယ်ချင်းရှိရကျွန်တော်တငယ်ချင်းနဲ့KN တစ်ခုတီထောင်ထားတယ်ပေါ့နော်ကျွန်တော်အလန်ထောင်ထားရပေါ့နော်အလန်ထောင်ထားပြီး KN တစ်ခုလောက်ထားမယ်ဆိုရင်သူတို့ကိုကျွန်တော်စာပို့လို့ရတယ်ပေါ့နော်ဒီမေးပေါက်နဲ့စာပို့လို့ရတယ်ဒါမှမဟုတ်စစ်ကြညာလို့လည်းရတယ်ပေါ့နော်ကျွန်တော်စစ်ကြညာမှညာမယ်ဆိုရင်ကျွန်တော် level 15လောက်မှရမှာထင်တယ်ပေါ့နော်ဖြစ်ပြီးရကျွန်တော်ဒီကိုယ့်ရဲ့နိုင်ငံတွေကိုကိုယ်တငယ်ချင်းတွေကိုဖိတ်ခေါ်လို့ရမယ်ပေါ့နော်အဲ့လိုမျိုးရှိမယ်ဒါမှမဟုတ်လည်းကျွန်တော် leader လွဲလို့လည်းရပါပေါ့နော် okay ပြီးဒါလေးကဘာလုပ်တဲ့ဟာလဲဆိုတော့ကျွန်တော်ဒီ KN မှာရှိတဲ့ဟာပေါ့နော်ကျွန်တော် stat တွေကြီးတဲ့ဟာပေါ့နော်ဘယ်လိုလဲဆိုတော့ကျွန်တော်ဒီဟာလေးကန်တယ်ပေါ့နော်ကျွန်တော်ဒီပထမဆုံးကျွန်တော်အလန်ထောင်တဲ့ဟာလေးကန်ထားမယ်ကန်ပြီးကျွန်တော်ဒါလေးနှိပ်လိုက်မှာပေါ့နော်ဒါဆိုကျွန်တော်ဒီ KN ဆိုပြီးပေါ်တယ်ပြီးကျွန်တော်ဒီမှာကျွန်တော် level 20ပဲရှိရဆိုတာပေါ်ရပေါ့နော် level 1ပဲရှိတယ်ပေါ်တယ်ပေါ့နော် okay အဲ့လိုမျိုးတွေကြည့်လို့ရတယ်ပေါ့နော်ပြီးကျွန်တော်ဒီ democracy မဟုတ်ဘူးပေါ့နော်ကျွန်တော်ဒီနိုင်ငံ democracy မဟုတ်ဆိုတာလည်းကျွန်တော်ကြည့်ရရပါတော့ okay အဲ့တော့ကျွန်တော်ဒီထဲမှာရှိမြပစ္စည်းအကောင်များတော်တော်များတည်ပါပြီပေါ့နော်ဘယ်လိုသုံးချလဲတည်ပါပြီ okay ပြီးကျွန်တော်ဒီထဲမှာကျွန်တော်ရဲ့နိုင်ငံအလံတွေပေါ့နော်ပြန်ပြီးတော့ချိန်လို့ရတယ်ပေါ့နော်ဒီမှာကျွန်တော်ပြန်ပြီးချိန်လို့ရမယ်customize လို့ပါလုပ်လို့ရမယ်ပေါ့နော်အဲ့လိုပုံစံရှိရပါတော့ဒါကကျွန်တော်မချိန်ပြတော့ဘူးပေါ့နော်ဒါကျွန်တော်မြန်မာနိုင်ငံအလံပေါ့နော်ဒါမှကျွန်တော်အယောင်တွေပါချိန်လို့ရမယ် update လုပ်လို့ရမယ်တခြားသောအလံတွေမျိုးစုံလုပ်လို့ရမယ်ပေါ့နော်ဒီဒါကကျွန်တော်မလုပ်ပြတော့ဘူးပေါ့နော်ပြီးရကျွန်တော်ဒီနောက်ထပ်ကျွန်တော်ဒီပေါ့နော်ကျွန်တော်အလုပ်သမားထပ်ခေါ်မယ်ပေါ့နော်ကျွန်တော်ဒီမှာလုပ်လိုက်မယ်နှိပ်ပြီးတော့မှကျွန်တော်ဒီနောက်ထပ်အလုပ်သမားထပ်ခေါ်ကြည့်မယ်ပေါ့နော် okay ခေါ်ပြီးရတယ်သူ့ကိုကျွန်တော်ဘာလုပ်လို့ရမလဲဆိုတော့ကျွန်တော်ဒီစစ်သားလုပ်ခိုင်းမယ်ပေါ့နော်သူ့ကိုကျွန်တော်စစ်သားလုပ်ခိုင်းမယ်ဘယ်လိုလုပ်မလဲဆိုတော့ဒီအောက်ဆုံးကိုသွားမယ်သွားပြီးကျွန်တော်ဒီမှာပေါ့ဒါကိုကျင်းနေမယ်ပေါ့နော် okay ဒါကိုကျွန်တော်နိုင်ငံမှာစစ်သားတယောက်ရောက်လာပြီပေါ့နော် okay သူ့ကိုကျွန်တော်ဒီအာမာတွေဝက်ပုံတွေဘယ်လိုပေးမလဲဆိုရင်ကျွန်တော်အရင်ဆုံးမှာကျွန်တော်ဒီဝက်ပုံသွားယူမယ်ပေါ့နော်ကျွန်တော်အမှာဒိုင်းမှုအာမာပြည့်ပေါ့နော် okay အိုင်ယွန်စောနဲ့ဒိုင်းမှုအာမာရပြီပေါ့နော်ဒါကိုကျွန်တော်သူ့ဘယ်လိုပေးမလဲဆိုရင်ကျွန်တော်သူ့ထိုင်ပြီးတော့မှနှိပ်လိုက်ပေါ့နော်နှိပ်ပြီးကျွန်တော်ဒီမှာပေါ့နော် equip help item ပေါ့နော်ဒါနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာကျွန်တော်တို့ဓာတ်လေးပေးလိုက်ရပါတော့ကိုပေးမဲ့ဟာလေးကျွန်တော်ကင်ထားရင်မပိုကောင်းပြီပေါ့နော်ကင်ပြီးတော့မှကျွန်တော်ထိုင်ပြီးမှနှိပ်လိုက်ပါတော့နှိပ်ပြီးကျွန်တော်ဒါလေးကိုနှိပ်လိုက်မယ်ခေတာကျွန်တော်တို့ကိုဘယ်လိုပြောရလဲကျွန်တော်တို့ကျွန်တော်ဒီဒိုင်းမွန်အာမာနဲ့အိုင်ယွန်ဆော်လေးပေးထားရပါတော့အဲ့မျိုးပေါ့နော်ကျွန်တော်ဒီနိုင်ငံမှာကျွန်တော်ဒီစစ်သားတွေအများကြီးလုပ်လို့ရပါတော့ပြီးရင်ကျွန်တော်နိုင်ငံသားတွေရတယ်မှာအဝေးရောက်သွားပါတော့မျိုးအဝေးရောက်သွားလို့ဆိုဘယ်ရောက်သွားမလဲမသိဘူးဆိုခေါ်မယ်ဆိုရင်ကျွန်တော်ဒီကပြန်လိုက်မနှိပ်ပေါ့နော်နှိပ်ပြီးကျွန်တော်ဒီကသွားမယ်သွားပြီး recall နှိပ်လို့ရပါတော့ recall လုပ်လို့ရတယ်ခေတာကျွန်တော်နိုင်ငံသားတွေပြောင်းလာရပါတော့ပြီးရင်ဒီမှာပေါ့နော်ဒါဆိုကျွန်တော်ဒီရှောက်သွားနေတဲ့လူတွေပေါ့နော်ဒီလူတွေကိုကျွန်တော် NPC ကိုကျွန်တော်နိုင်ငံနဲ့ခေါ်လို့ရပါပေါ့နော်လူခေါ်ရဲဆိုဒီကောင်မလေးကျွန်တော်နှိပ်လိုက်ပေါ့နော်နှိပ်လိုက်ပြီဆိုကျွန်တော်ဒါဆိုကျွန်တော်နိုင်ငံသားတယောက်ထည့်ရလာပြီပေါ့နော်အဲ့လိုမျိုးပဲကျွန်တော် ML ပေးစာမလို့ပြကျွန်တော်ဒီ ML ရှိရင်တော့ ML မရှိတဲ့လူတွေကဒီမျိုးပေါ့တွေးမြ NPC ကိုလိုက်ခေါ်လို့ရပါတော့ဒါဆိုကျွန်တော်နိုင်ငံသားမှာလူတွေအများကြီးရလာပြီပေါ့နော်ဒီအဲ့လိုမျိုးလူတွေရလာတဲ့အများကျွန်တော် point တွေရပြီးတော့မှကျွန်တော်နိုင်ငံက level တက်တယ်ပေါ့နော်ဒီမှာကျွန်တော်ဒီမှာလာပြီးတော့မှကျွန်တော်ဒီမှာတယောက်လောက်လဲပေါ့နော်ထားပြီးတော့မှကျွန်တော်ဒီမှာအမှန်ရှစ်လေးပေးလိုက်ပြီပေါ့နော်ဒါဆိုကျွန်တော်နွားချန်လေးတီဆောက်နေပြီပေါ့နော်ခေတာကျွန်တော် level 3အောင်ရသွားပြီပေါ့နော် okay ဒါတော့ကျွန်တော်ဒီနွားချန်တစ်ခုရလာပြီပြီးရင်ကျွန်တော်ရဲ့ level 3ဖြစ်သွားပြီပေါ့နော်ကျွန်တော် quality ဒီမှာlevel 3ရသွားပြီဒီထဲမှာအားနာချက်ကဘာလဲဆိုတော့ကျွန်တော်ဒီဘယ်လိုပြောမလဲကျွန်တော်ဒီ ion link ပေးုံနဲ့ကျွန်တော်နွားတော်ဖမ်းကြမလို့ပေါ့နော်ကျွန်တော်နွားတော်ဖမ်းကြမလို့ကျွန်တော်နွားချန်တစ်ခုတစ်ခါတန်းပြီးသွားပါခဏတွေ့မှာပေါ့နော် okay ဒါတော့ကျွန်တော်ဒီကျွန်တော်နိုင်ငံမှာပေါ့နော်ကျွန်တော်နိုင်ငံမှာ site ခင်းနေလည်းရပြီအိမ်နေလည်းရပြီပေါ့နော်မျိုးစုံလုပ်လို့ရပြီပေါ့နော်okay ဒါမှမဟုတ်ကျွန်တော်ဒီမျိုးပေါ့တစ်တော်ထဲမှာမဟုတ်ပဲကျွန်တော်တဲတောင်မြေမှာဆိုရင်ကျွန်တော်ဒီထဲမှာလာပြီးတော့မှကျွန်တော်ဒီတဲတောင်မြေမှာနေတဲ့အိမ်လေးပါဆောက်လို့ရပါတော့ဒီမှာ dance set ပေါ့နော်ဒီမှာဒါဆိုတဲတောင်မှာရှိတဲ့ဥစ္စာပေါ့နော်ဒါကိုပြီးလိုက်မယ် ML ပြီးလိုက်မယ်ပြီးပြီးကျွန်တော်မှတစ်ခုဆောက်ပြမယ်ပေါ့နော်ဒီမှာလာမယ်ဟာပြီးဒီမှာနှိပ်လိုက်မယ်ပေါ့နော်နှိပ်ပြီးကျွန်တော်ဒါဆိုကျွန်တော်ဒီခန္ဓာရမှာရှိတဲ့အိမ်လေးပေါ့နော်ကျွန်တော် dance set မှာရှိတဲ့အိမ်လေးကျွန်တော်နည်းနည်းလှည့်လိုက်မယ်ဒီဒါဆိုကြက်ချံပေါ့နော်ဟိုမှာကြက်ချံလေးရှိတယ်အကြက်ပါတစ်ခါတည်းပါပြီးရပါတော့တော်လေးမိုက်တယ်ပေါ့နော်okay ပြီးရကျွန်တော်ဒီအတုံထည့်ပြီးတော့မှကျွန်တော် Canon ဆော့ချင်တဲ့လူတွေအတွက်လုံးဝကွက်တီပဲပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်ဒီမှာမြန်မာနိုင်ငံအလံလေးလည်းပါတယ်ပြီးကျွန်တော်ဒီမြို့လူမျိုးသားလေးတွေပါတယ်လို့ဒီမှာလုံးလုံးတဲ့ဘဲတွေလည်းပါတယ်ပေါ့နော် okay ပြီးရင်ကျွန်တော်ဒီထဲမှာပေါ့နော်ဘရင်တွေဝတ်တဲ့ crown တွေမျိုးစုံပါတယ်ပေါ့နော်ဒီမှာမျိုးစုံရှိတယ်ဒီထဲမှာလည်းအများကြီးရှိတယ်ပေါ့နော်ကျွန်တော်မပြတဲ့ဟာတွေအများကြီးရှိတယ်ပေါ့နော်တော်တော်လေးမိုက်တယ်ဒါလေးကျွန်တော် crowd လို့ရပါပေါ့နော် okay အဲ့ဒါဆိုကျွန်တော်ရဲ့ video ကြိုက်တဲ့ဆိုလို့ရှိရင် like subscribe လုပ်မမိခဲ့ပါနဲ့ okay အဲ့ဒါဆိုကျွန်တော်ဒီနောက် video နဲ့ကျွန်တော်ပြန်လာခဲ့မယ်ပေါ့နော်